Radio Board by ANC Channel ကိုအစီအမြဲစောင့်မျှော်နားဆင်နေကြသောပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှတပါဇလံလေးရဲ့အပိုင်း6ကိုချိုမှဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကြွက်နှလုံးသားကိုမီးလောင်တိုက်သွင်းသည့်မိန်းမကိုကြွယ်ကကိုချင်းစာပေးရမယ်တဲ့လေ။ကြွက်သီးခံနိုင်မှုတွေကုံဆုံးသွားသလိုလက်သီးလေးဆုပ်ခါပြန်ကုန်းអော်ဤကြွယ်ကဘာကိစ္စကိုချင်းစာပေးရမှာလဲ။ဟမ်အဲ့ဒီမိန်းမကိုဘာကိစ္စကိုချင်းစာပေးရမှာလဲ။မင်းပြောတဲ့မိန်းမငါချစ်တဲ့မိန်းကလေးကွ။ကိုပြန်អော်တန်ဆုံးကြွယ်ငြိမ်ကြသွားသည်ချစ်တဲ့မိန်းကလေးကြွက်ရှိပြောရွက်ထက်သည်ကိုငေးဆိုင်ကြည့်ရင်ကြက်သေးသေးနေမိသလိုကိုကလည်းကြွက်ကိုရန်သူပမာစူးစိုက်ကြည့်နေခဲ့သည်ဖះရီကြွက်နှလုံးသားကိုဘယ်သူကမှမစာနာပေးကြတော့ဘူးလားကြွက်မျက်လုံးအိမ်ထဲမှာမျက်ရည်စီးကြလာရသလိုကိုစူးစိုက်ကြည့်နေရင်မင်းကိုချင်းစာရမယ်လှလွန်းကြွက်အဲ့ဒီမိန်းမကိုငါချစ်တယ်သူ့နာကျင်မှုကငါနာကျင်မှုဖြစ်တယ်လို့သူ့ကြရှုံးကငါအတွက်သီးမခံနိုင်တဲ့အရာပဲမင်းသူ့ကိုထိခိုက်နာကျင်အောင်လုပ်ခွင့်မရှိဘူးကွငါချစ်မြတ်လို့တဲ့မိန်းကလေးကိုမင်းထိပါစော်ကားခွင့်မရှိဘူးကျွဲခေါင်းလေးတရန်ရန်ဖြင့်အနောက်မှစပွဲကိုဖမ်းကင်ကပြိုလဲမကြစေရန်အနိုင်မတ်တက်ရထားရသည်ရက်ဆက်လိုက်တာကျွဲအပေါ်ကိုရက်ဆက်နိုင်လို့နဲ့ကျွဲရပါလဲပါဇက်ကထုတ်ဖော်မေးလိုက်ပေမဲ့အတန်ကြားရယုံနောက်ထွက်မလာပဲဘလုံးပထွေးဖြစ်နေ၏ကျွဲမှာစကားတခွန်းလောင်ပြပြတတ်ပြောနိုင်သည်စွမ်းရင်မရှိတော့အသက်ကိုပြင်းပြင်းရှူလိုက်ရင်းမှအာယူရင်ထမိ၏ကျွဲရပါလေကိုအတွက်ကျွဲရပါလေကိုဘာကြောင့်ကျွဲလက်ထပ်ခဲ့ရတာလဲကျွဲကိုဘာလို့စိတ်ခံရတွေပဲလာပေးနေရတာလဲဟမ်ရာဇဘွားတပြင်းချမိရင်မှအန်ကိုတင်းကနေချိန်မိ၏ငါမှရွေးချယ်စရာမရှိဘူးလားလုံးကျွဲငါမိဘကငါမလွန်ဆန်နိုင်ဘူးမင်းကငါအရင်ကရောအခုရောမချစ်ဘူးနောက်လည်းချစ်လာမှာမဟုတ်ဘူးတတိမရှိလိုက်တာကိုကျွဲနာနာချင်းချင်းစိုက်ကြည့်မိ၏ရာဇဘွားသွေးပြက်ခါဖြူဖြော့နေသည့်ကြွက်ပုံစံကိုကြည့်ရင်အခန်းထဲမှထွက်လာခဲ့သည်သူအခုချိန်မှယူကျိုးမရတာပဲသိသည်သူ့ကြောင့်ဒါလင်ဒုက္ခရောက်ရပြီမဟုတ်လားဘလောက်တောင်များငိုကြွေးဝမ်းနေနေမလဲသူတွေးကြည့်လို့ရသည်မမလေးရဲ့ကိုထွက်သွားသည်နှင့်မူကအခန်းထဲပြေးဝင်လာသလိုကျန်းပြင်မောပြိုလဲကျသွားသည့်ကြွက်ကိုပြစ်ဖက်ကိုရှာ၏အခုမှမိကိုစရာရင်ဝင်ရသည်မို့ကြွယ်မူကိုဖတ်ခါဝမ်းပန်တနေယူကျိုးမရအောင်ကိုရှာသည်ကိုစကလုံးတွေကကြွက်နှလုံးသားကိုဆက်ခါသည်ထိနာကျင်စေခဲ့သည်မလေးအမလေးမမရဲ့ကြွယ်ဟုတ်ကဲ့ပါကြွယ်ဘဝဆုံးပြီဘဝဆုံးပြီမရဲ့မမလေးရဲ့မဘာလုပ်ပေးရမလဲမမလေးဘာဆက်လုပ်မှာလဲမအဲ့ဒီမိမကိုတော့ရိုက်ပြစ်လိုက်ရမလားကျွဲစကားပင်ပြန်မပြေနိုင်သလိုတင်းအင်သာဆိုင်ကိုသည်ဘာစကားမှမပြောချင်သလိုလက်ချောင်းလေးပင်မလှုပ်ချင်ပဲငိုရည်သာနေချင်တော့သည်အသေးတွေရောအသားတွေပါနာကျင်ကျိမ့်ဆန်နေသလိုအရာအားလုံးကိုအရှုံးပေးပါသည်လေကိုလည်းအရှုံးပေးပါသည်ကိုချစ်တဲ့ထိုမိန်းမကိုလည်းအရှုံးပေး၏ကျွဲကိုတစားကန်အဖြစ်အသုံးချခဲ့တဲ့သူတွေရောအရာအားလုံးကိုကျွဲအရှုံးပေးပါသည်ကွာရှင်းနီဆိုသည့်အကြောင်းအရာကိုကျွဲအုံနောက်ကထက်တလဲလဲသတိပေးနေပြီဖြစ်၏ကိုနဲ့ကျွဲမျက်နှာချင်းမဆိုင်ပဲရှောင်နေကြတာလဲ2ရက်ရှိပြီဖြစ်၏ကျွဲထို2ရက်မှာဘာမှလည်းမစားနိုင်သလိုညတွေတည်းတရေးလေးမှပဲမအိပ်ပျော်နိုင်ပဲရင်ထဲကပူလောင်နေ၏ကိုဆုံးရှုံးရမည်ကိုကျွဲကြောက်သည်ထို့အတူကျွဲကိုတစ္ဆာပေါက်ကရက်ဆက်မျက်နှာပြောင်တိုက်လွန်းသည်အားနာကြည့်၏ကျွဲဝမ်းနဲ့ငိုကြွေးချိန်တွေမှာသူတို့ပျော်ရွှင်နေကြမှာကိုတွေးမိရင်ရင်ဘတ်တစ်ခုလုံးစုပ်ပြတ်သက်သွားအောင်ခံစားရသည်မမလေးမမီခေါ်နေတယ်အခန်းထဲဝင်လာကအတန်လေးတိမ်ပြီးပြောလာသည့်မူကြောင့်ကျွဲအိပ်ရတဲ့လဲနေရမှခေါင်းလေးဆောင်ငယ်ကြည့်၏မချစ်ကောင်းပြောပေးရမလားယင်
မမလေးပင်ပန်းနေတာမူသိသလိုမမလေးနာကျင်နေရတာတွေကိုမူမြင်နေရသည်မို့အတက်နိုင်ဆုံးလုပ်ပေးလို့ရတာတွေလုပ်ပေးခြင်းသည်အပြင်မန်းမှာသာတည်ငြိမ်ဟန်ဆောင်ထားရင်လူမီမပြတ်နေပြရပေမဲ့ကွယ်ရာတွင်ဘလောက်ထိနာကျင်ပြိုလဲနေမလဲမူအသိဆုံးပင်အိယာထက်ကနေအာယူပြီးထလာသည်မို့မူကူတွဲပေးလိုက်သည်အဝတ်စားလဲရအောင်မူပီရိုထဲမှအဝတ်စားတစ်စုံပြေထုတ်၏မေကြီးကညအိတ်ဝတ်စုံအိမ်နေရေးဝတ်စုံနေနဲ့သူ့စီလာလို့မကြိုက်တတ်ပါအဝတ်စားလဲကဆန်ရွယ်တွေကိုဖိတင်ကစီးပြရင်အခန်းပြင်ရောက်သည်နှင့်မလေးဟာမူလက်ကိုအသာဖယ်ကြကကိုမတ်လိုက်၏အသက်ကိုပြင်းပြင်းရှူလိုက်ရင်းမှသွားကြအောင်ဒေါ်ပလဲသည်ခန်းတကားခောက်တန်သူချက်ငှက်ကြည့်လိုက်ရင်မှဝင်ခဲ့လေအခန်းတကားပွင့်လာကခက်တီလေးဖြင့်ရောက်လာသည့်လာလုံးကျွဲမူကအခန်းတကားကိုအပြင်မှပိတ်ပေးလိုက်သလိုလာလုံးကျွဲကသူမရှိမှခုံတွင်ဝင်ထိုင်လိုက်ရင်မှကျွဲမမေကြီးကိုပြောကြရှိတယ်ဒေါ်ပလဲသည်မျက်စာပင်မိသွား၏မြင်းရင်ပြောလေလာလုံးကျွဲစိတ်ကိုငြိမ်အောင်စူးစမ်းစူးစီးလိုက်သလိုဆုံးဖြတ်ပြီးသားမို့တွေ့ဝေမနေတော့ပဲကျွဲကွာရှင်းကျင်တယ်ဒေါ်ပလဲသည်မျက်မှောင်ကျုံမိသွားသလိုဟင်းကနေတက်ပြင်းချ၏ခလေးကစားနေရလားလှလုံးကျွဲမင်းတို့လက်ထက်တာတစ်နှစ်တောင်မပြည့်သေးဘူးလေကိုကဖောက်ပြန်တယ်လေဒါဝင်မေကြီးလည်းသိသားပဲကိုမကျွဲကိုမချစ်တာကျွဲကိုတစ်သက်လုံးမချစ်နိုင်ဘူးလို့ပြောထားတဲ့ယောက်ျားတစ်ယောက်ကိုကျွဲဆက်ဆွဲထားစရာစင်ချင်မရှိဘူးမမေအစကတည်းကကိုဒီအိမ်အောင်ရေးကဖြစ်ကိုဖြစ်မလာတဲ့လားအော်အဲ့ဒါငါအပြစ်ပေါ့ကျွဲအပြစ်မဟုတ်တာတော့ကျင်းတည်တယ်ကျွဲဒီနေ့ပဲအိမ်ပြန်မယ်ကိုဒီလိုတွေလုပ်နေတာကျွဲဆက်သိမခံနိုင်တော့ဘူးဘယ်မိန်းမမှလည်းသိခံမှာမဟုတ်ဘူးမေကြီးဤစကားကိုပင်ကျွဲစောင့်နားထောင်နေတော့ပဲအခန်းထဲမှထွက်လာခဲ့သည်မူကကျွဲနောက်မှငိုပြီးလိုက်လာသလိုအခန်းပြင်ရောက်သည်နှင့်ပီရိုထဲမှဝတ်စားတွေကိုတစ်တာထဲပြောင်းထည့်၏ကျွဲမကိုဖြတ်ခနဲငေးချမိသွားသလိုအနားလျှောက်လာရင်ပခုံးလေးကိုထိကိုင်လိုက်၏မကျွဲကိုမျက်ရည်လုံးကြီးတွေစီးကြရင်ငေးဆိုင်ကြည့်လာကကျွဲလက်ကလေးကအာယူ၍နမ်း၏မမလေးနဲ့မခွဲချင်ပါဘူးဒါပေမဲ့လေမလေးကိုဆက်ပြီးစိတ်မစင်းရဲစေချင်တော့ဘူးမလေးကွာရှင်းတာမှန်ပါတယ်ကျွဲမချီတင်ခဲပြုံးမိရင်မှခေါင်းကိုတစ်ဆက်နှိမ်မိသည်ဟုတ်တယ်ကျွဲဘာကြောင့်မဲဖြစ်လောက်တာမှန်တယ်ရာဇဝါဖုံးကွက်ကိုစောင့်ချလိုက်ရင်မှဒေါသတကြီးစပွဲပေါ်မှပစ္စည်းတွေအကုန်ဆွဲလှင့်ပစ်လိုက်သည်ကွာရှင်းတယ်ကွာရှင်းမိအိမ်မောကဆင်းတယ်ပေါ့လေရာဆဘသူကိုကွာရှင်းတင်ရတာလှလွန်းကျွဲသူကပြန်လိုက်ခေါ်မယ်များထင်နေသလားမသိကောင်းပြီလေဆင်းသွားသူမှဒီမိမကိုမပြတ်နိုင်စရာအကြောင်းမရှိပဲတပတ်လုံးကျွဲဖေအိမ်ကိုပြန်နေခဲ့သလိုဖေကအကျိုးကြောင့်သိသည်နှင့်ကျွဲကိုကွာရှင်းမိကိစ္စအားစီစဉ်ပေးရှာသည်သို့ပေမဲ့ပြဿနာကပတ်ဝန်းကျင်နှင့်ဆွေမျိုးတစုပင်ကိုလင်မျိုးအိုဖြစ်မှာပဲကွာရှင်းရတယ်လို့ညီညံတိန်လှကြီးလားတခုလက်များဘာမှတ်ဆရာရှိလို့အိမ်အောင်ပဲကြနေမရင်ကြက်လိုက်လားအုပ်စဘောယူချောဂုံဒရက်နဲ့ကိုကွာမယ်ဟုတ်လားညီယူများနေလားတီးခံပေါင်းတော့ဘာဖြစ်သွားမှာတော့ကတော့ရှင်းပါသည်ငါသမီးကိုငါတစ်သက်လုံးကျွေးမွေးဆောက်ရှောက်လာတာငါစီကိုဘာဖြစ်ပြီးပြန်လာမှားမှန်ငါကျွေးမွေးနိုင်တယ်နင်တို့ဘာမှဝင်ရှည်စရာမလိုကြွကြောင့်စိတ်မကောင်းဖြစ်နေရတာတော့ကျွဲသိသည်ကျွဲကိုယ်တိုင်လည်းရင်ထဲမကောင်းသလိုကိုကတော့တင်းသည်ပြက်သည်ဖုံးတစ်ချက်ပင်မဆက်သလိုမေကြီးကတော့လာညှိနှိုင်းပြောလာ၏ဟင်းချက်နေရင်မှရင်ထဲပြုတ်တက်လာကတဝနှင့်ပြေးအံလိုက်ရင်ကျွဲရင်တွေလက်ခနဲဖြစ်သွားရသည်ရင်တွေကတဒိန်းခုံလာရရင်ဖျားတာမိသလိုရက်တွေတွက်ကြည့်သည်ညနေတောက်ဖားဆရာမစီတွားပြသည့်အခါတွင်တော့ကျွဲဟာရွေးချယ်စရာမရှိသောလမ်းကိုရောက်ခဲ့၏ကျွဲမှာကိုဝင်ရှိနေခဲ့ပြီးတယ်လေခလေးရဲ့မေဘာလို့ရမလဲမှားတပါဇလန်းလေးရဲ့အပိုင်း6လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်အပိုင်း9ကိုမကြခင်မှာဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်ဆောင်မျှော်နားဆင်အားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်